ပူပြင်းတဲ့နွေရာသီနေ့တစ်နေ့မှာကူရှင်းချန်ဟာမိတ်ဆက်ပေးထားတဲ့အမျိုးသမီးနဲ့တွေ့ဖို့ကြိုတင်ရောက်ပြီးအေးမြတဲ့အချိုရည်နဲ့နေကာထီကိုတောင်ပြင်ဆင်ထားခဲ့ပါတယ်။အဲ့ဒီအချိန်မှာလီနာဆိုတဲ့မိန်းကလေးရောက်လာပြီးသူ့ကိုတစ်ချက်ကြည့်လိုက်ရုံနဲ့အံ့ဩသွားပါတယ်။မင်းကငါရဲ့အိမ်တော်ဖက်အဖြစ်လာတွေ့မဲ့သူလားလို့မေးလိုက်ပါတယ်။ကူရှင်းချန်ကအေးဆေးဆေးရှင်းပြလိုက်ပေမဲ့လီနာကတော့သူဟာကုန်တင်လုံသမားတစ်ယောက်ဆိုတာသိသွားတာနဲ့ချက်ချင်းမျက်နှာပြတ်သွားခဲ့ပါတယ်။ကုန်ထမ်းသမားတစ်ယောက်ကငါနဲ့လာတွေ့ရဲသေးတာလားကိုမှန်ထဲမှာပြန်ကြည့်ဦးငါတို့နှစ်ယောက်ကအဆင့်တူလို့လားတန်းလို့လားလို့ရက်ဆက်စွာစော်ကားလိုက်ပါတယ်။စကားတခွန်းချင်းစီဟာကူရှင်းချန်ရဲ့ဂုံတိတ်ခါကိုထိုးနှက်နေခဲ့ပါတယ်။အနားမှာရှိတဲ့လူတစ်ယောက်ကတော့လီနာကိုစကားပြောတာလွန်လုံးနေပြီလို့သတိပေးပေမဲ့သူမကတော့မရက်ခဲ့ပါဘူး။သူမကသူဟာကုမ္ပဏီကြီးတစ်ခုရဲ့စီမံခန့်ခွဲရေးတာဝန်ခံဖြစ်ပြီးနေတိုင်းချမ်းသာတဲ့လူတွေနဲ့ပဲဆက်ဆံနေရတာလို့ဂုဏ်ယူစွာပြောဆိုခဲ့ပါတယ်။မင်းလိုကုန်ထမ်းသမားမျိုးနဲ့ငါကဘလို့လို့တကဘာတွေကလူဖြစ်နိုင်မှလဲလို့ရက်ဆက်စွာပြောလိုက်ပါတယ်။ဒါပေမဲ့ကူရှင်းချန်ကတော့စိတ်မဆိုးခဲ့ပါဘူး။အလုတ်တိုင်းမှာတန်မိုးရှိပါတယ်အလုတ်ကိုအဆင့်တန်းခွဲပြီးမကြည့်သင့်ပါဘူးလို့အေးအေးဆေးဆေးပြန်ပြောလိုက်ပါတယ်။သူပြောတာကရိုးရှင်းပေမဲ့အတိတ်ပဲပြည့်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာချူရှားဆိုတဲ့မိန်းကလေးကရှေ့တိုးလာပြီးလီနာကိုမကျေနပ်စွာပြောလိုက်ပါတယ်။သူကနေပူကြီးထဲမှာမင်းကိုစောင့်ပေးတယ်အေးတဲ့အချိုရည်နဲ့နေကာထီတောင်ပြင်ထားပေးတယ်ဒီလောက်ဂရုစိုက်တဲ့သူကိုအ ਨੇ ဆုံးလေးစားမှုပေးတင်တယ်မဟုတ်လားလို့ပြောပြလိုက်ပါတယ်။ဒါပေမဲ့လီနာကတော့ငွေရှိမှတန်မိုးရှိတယ်ဆိုတဲ့အတွေးကနေမပြောင်းခဲ့ပါဘူး။တစ်လကို9000လောက်ပဲရတဲ့လူနဲ့ဘာအနာဂတ်ရှိမှလဲလို့ထပ်ပြောလိုက်